မလေး manicure ထဲက collagen gel mask ပေါ့နော် skin care လုပ်ပြီးတဲ့အခါကျနောက်ဆုံး step မှာလိုက်ပါအဲ့ကဝေးတဲ့ခါကျရင်ကိုရဲ့မျက်နှာကဒီကောင်းအောင်ထဲမှာမပေသွားအောင်ဒါလေးကိုသုံးပေးရတယ် mask အနေနဲ့သုံးပေးရတယ်နော်အဲကြောင့် skin care step by step လိုက်တဲ့နေရာမှာဆိုရင်အထောက်အကူပြုတယ်ကိုလိုက်ထားတဲ့ skin care တွေလည်းမကွာရဘူးမပေဘူးနောက်ပြီးတော့ဒီ mask ကလည်း collagen mask ဖြစ်တယ် manicure ထဲမှာဆိုရင်ဒီ3យ៉ាងရှိတယ်ပေါ့နော်အဲကိုကြိုက်နေတဲ့ရာ3ပေါ့နော်ရန်ကိုရေပန်းစားပြီးတော့နာမည်ရန်ကြည့်တယ်ပန်းရောင်ကြီးအဝါရောင်တယ်ဒါရွှေအိုရောင်လေးရ3ရောင်ရတယ်နော်တဲ့ manicure official ကောင်တာတိုက်ရိုက်နော်မလေးရှားမှာမှာယူလို့ရပါတယ်ရှင်ကဲမှာယူချင်တယ်ဆိုရင်နေ့ရက် TikTok Messenger website ကနေလာခဲ့ပြီးပါနော်ပန်းရောင်အဝါရောင်ရွှေအိုရောင်3မျိုးရှိတယ်သူ့ကို3ပေးချင်းအဖြစ်ကိုလိမ့်ထားတဲ့ skin care တွေရဲ့ effect တွေအာနိသင်နဲ့တရားရတဲ့နှုံးရတဲ့ပြင်မှာဒီအထဲက collagen မှာအရာအာနိသင်လဲပိုရတာပြီးမျက်နှာကအရေးကြောင်းတက်တာတဲ့ smile line တက်တာတဲ့နောက်ပြီးတော့အသားရည်တင်းရဆိုကြည့် glow glass skin ရတယ်ရှင် try ကြည့်နော်